ဗိုလ်ချုပ်မူကြီးရှင် မင်္ဂလာပါ ဟုတ်ကျမတို့ Popular News Channel ကိုအခုလို interview ဖြည့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ရှင် ကောင်းပါပြီ ဟုတ်ပထမဆုံးအနေနဲ့လေဗိုလ်ချုပ်မူကြီးရဲ့ကိုရေးအချက်နဲ့တရားဝင်ဖော်ပြထားတဲ့အချက်တွေကတော့လူတော်တော်များများနဲ့သိရှိပြီးဖြစ်ပါတယ်ဒါကြောင့်မို့လို့လူသိနေနေသေးတဲ့ဗိုလ်ချုပ်မူကြီးရဲ့ငယ်ဘဝဖြတ်သန်းမှုအကြောင်းလေးကနေစပြီးတော့မှမိတ်ဆက်ပြောပြပေးပါလားရှင်ဒီတော်တော်စိတ်ဝင်စားတဲ့ကိစ္စပဲဖြစ်လိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်အများကြီးသိကြတာကျွန်တော်ကဒဝယ်ဆိုပြီးတော့သိကြတာပါမိဘတွေကဒဝယ်ဇာတိဖြစ်ကြပါတယ်မိဘနှစ်ပါးလုံးကဒဝယ်ဇာတိဒါပေမဲ့ကျွန်တော်ကဒဝယ်မှာမွေးတာမဟုတ်ဘူးကျွန်တော်မွေးတာကမကွေးတိုင်းမြင်းဘူးမြို့မှာမွေးတာမိဘတွေကအစိုးရဝန်ထမ်းဖြစ်တဲ့အခါကျတော့တာဝန်ထမ်းဆောင်တဲ့မြင်းဘူးမကွေးတိုင်းမှာတာဝန်ထမ်းဆောင်တဲ့ပညာရေးဝန်ထမ်းဖြစ်ပါတယ်ပညာရေးဝန်ထမ်းအဲ့တော့တာဝန်ထမ်းဆောင်တော့အဲ့မှာကျွန်တော်ကမင်းဘူးမှာကျွန်တော်နေတဲ့အချိန်မှာမင်းဘူးမှာကျွန်တော်မွေးခဲ့တာဖြစ်တယ်ဒါပေမဲ့မင်းဘူးမှာလည်းကျွန်တော်9နှစ်လောက်ပဲနေပြီးတော့မှမန္တလေးကိုပြောင်းအဖေကမန္တလေးဆရာတက်တင်သိပ္ပံကျောင်းပေါ့လေSDTC လို့ကျွန်တော်တို့အကြမ်းများတော့မှတ်မိပါအဲ့မှာဒီပကြီးဌာနမှုအပြင်ပြောင်းရွှေ့တာဝန်ထမ်းဆောင်တော့မန္တလေးကိုကျွန်တော်ကရောက်ပါမန္တလေးမှာမူလတန်းပညာကျွန်တော်စပြီးကျောင်းတက်ခဲ့တာဖြစ်တယ်မန္တလေးကနေပြီးတော့မှ1969ခုနှစ်မှာကျွန်တော်ရန်ကုန်ကိုပြောင်းတယ်အဖေကရန်ကုန်ကိုပြောင်းတယ်အဲ့မှာတော့ပညာရေးဝန်ကြီးဌာနနေပြီးတော့စောက်လေးဝန်ကြီးဌာနကိုဝန်ကြီးဌာနပြောင်းလိုက်စောက်လေးဝန်ကြီးဌာနမှာရှိတဲ့အနုပညာနဲ့ပတ်သက်တဲ့ဒုတိယဌာနရှိပါတယ်အခုကျွန်တော်အကြမ်းမြင့်ပြောရင်တော့ပကြီးနဲ့ပပူးတွေကိုတာဝန်ယူရတဲ့ဌာနတခုကျွန်တော်အဲ့လောက်ပဲကျွန်တော်မှတ်မိပါတယ်ဘဝဘက်ကဦးဟန်တင်ပကြီးဘက်ကကျွန်တော်ဖေဦးခင်နိုင်သူတို့နှစ်ကစောက်လေးဝန်ကြီးဌာနမှာတာဝန်ယူကြတာဖြစ်ပါအဲ့လိုကျွန်တော်ငယ်ငယ်ရတဲ့အဲ့လိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ပြီးနေထိုင်ခဲ့တာရှိပါတယ်အဲ့တော့လူတွေသိတာတော့ကျွန်တော်တဝယ်လို့သိတာမှတ်ပါတယ်ကျွန်တော်ရဲ့မိဘတဝယ်ကျွန်တော်သိတဲ့တဝယ်ပါပဲတဝယ်တိုင်းသားပေါ့ဗျာတဝယ်တိုင်းသားဆိုလေမြန်မာအုပ်စု